Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကိုယ်စိတ်ထဲမှာပေါ်လာတဲ့အတွေ့အလေးတချို့ကို share လုပ်ပေးချင်လို့ပါအတကလေးစဉ်းစားမိရဲ့တိုးတွေဘာလို့လူလောကထဲရုပ်ရောက်လာတာလဲပေါ့နော်ဘာကြောင့်လူလာဖြစ်ရတာလဲပေါ့နော်ငါလူလောကမှာဘာတွေလုပ်သွားမလဲပေါ့လေဒီတိုင်းပဲတနေ့အေးရထားတယ်ရုံးွားတယ်ပြန်လာတယ်ပေါ့နော်ပြီးတော့ပုံမှန်လုံရိုးလှုပ်စင်နေတိုင်းထမင်းစားရတောက်တယ်အိတ်တယ်အပန်းဖြီးတယ်ပေါ့နော်ဒီလိုကြီးပဲနေတိုင်းစိရှင်တန်နေရကို့မှာတခုခုလိုအဲ့လိုခံစားလာတယ်ဘာလို့လိုအပ်နေမှလည်းမသိဘူးပေါ့နော်မဖြစ်နေရလဲပေါ့နော်ငါဘာလို့လုပ်ရမလဲငါတကယ်ဘာဖြစ်ချင်တာလဲငါမသိခင်မှာငါဘာတွေလုပ်သွားချင်တာလဲပေါ့လေအဲ့လိုစိတ်ထဲမှာတွေးမိတယ်အဲချိန်မှာဘာတွေးလဲဆိုတော့ဒီချက်ကျူရဲ့ Beyond Limit ဆိုတဲ့တင်တန်းကို TikTok ကြီးနေမှာတွေ့ရပါတော့အဲ့ဒီချက်ကိုကြည့်ပြီးတော့သဘောတွေကြတာသဘောတွေကြသူလိုမျိုးဖြစ်ချင်လိုက်တာပေါ့နော်သူက international trainer လူတွေရဲ့ဘဝကိုပေါ့နော် communication နဲ့ confidence နဲ့ charisma တွေတိုးလာအောင်သူ try ပြီးရပြီးတော့ financial freedom ကိုလည်းသူခေါ်ဆောင်သွားတယ်ပေါ့နော်ဒီချက်ရဲ့ lifestyle လေးကိုသဘောကျသူလိုဖြစ်ချင်တော့ဒီတင်တန်းကိုစိတ်ဝင်စားပြီးတော့တက်တယ်တဲ့ချိန်ကြမှာလေကိုဘဝမှာလေကိုမတိလိုက်မတာပဲမတိမတာပဲနေပေါ့နော်ကတ်တက်ထားတဲ့ limit တွေတော့တွေ့တာအဲ့တင်နန်းပြီးတဲ့ချိန်မှာကို limit တွေအကုန်တော်တော်များများပြုတ်သွားပါတော့ချို့တွေကတော့ကိုကြံသေးတယ်ဖြုတ်ဖို့တွေကြံသေးတယ်တချို့ limit တွေကလေအဲ့ဒီဟုတ်ပြီပေါ့နော်အဲ့ထက်မှအဲ့ထဲကပေါ့နော်တခုရွေးထုတ်ပြီးပြောရမယ်ဆိုလို့ရှင်သူကမကြောက်နေတဲ့အရာတွေကိုသူဖြုတ်ပေးရမလားကိုယ့်ဘဝမှာကြောက်နေတဲ့အရာတွေရှိတယ်ဒီဟာလို့ရှိရင်ဘယ်သူကပြောတော့မှဟိုဟာလို့ရှိရင်ဟိုကပြောတော့မှဆိုလို့ကြောက်နေတဲ့အရာတွေရှိရကွာကိုရီးယားအဲ့လိုမျိုးကတ်တက်ချက်တွေရှိတဲ့လုပ်ငန်းကိုမှလောရည်သူဖြစ်တော့ကြောက်ချင်းအမလုပ်ရဘူးလုံးလို့ရှိရင်သူများပြောမှလားဆိုတဲ့စိတ်တွေနေခဲ့ရအဲ့ဒါနဲ့အခုဆိုTikTok တွေမှာဆိုလဲဘာမှမတင်ဖြစ်ဘူးဟောမလုံးနေဒီမလုံးနေဆိုတော့ကတ်တက်ချက်တွေကြောင့်မို့လေအခုကျမစိတ်ကိုပြန်ပြီးတော့မှစဉ်းစားလိုက်တယ်ဒီတိုင်းနေတော့ငါဘွားဘာထူသွားမှာလဲဘယ်သူ့အတွက်ကြိုးရှိလဲပေါ့နော်ဒီတိုင်းပဲသွားနေတော့မှာအဲ့ဆိုတော့ဟုတ်ပြီငါလုံးမယ်ပြောမယ်ပေါ့နော်ငါလောကအတွက်အကျိုးတုံဆုံးတရားတစ်ခုဖြစ်သွားမယ့်အရာကိုလုံးမယ်ပေါ့နော်တယောက်ပဲဖြစ်တယောက်မှမဖြစ်လဲရကိုလှုပ်ချင်တာလေးကိုလှုပ်နေရတယ်ကိုလှုပ်တဲ့အရာလည်းမသူ့မှလည်းမထိခိုက်ဘူးပေါ့နော်ဒါကြောင့်ငါလှုပ်ချင်တဲ့ဒီ sharing ပေါ့နော် sharing knowledge တွေပေါ့နော်အဲ့လိုမျိုးအရာလေးတွေငါဆက်ပြီးတော့ဗီဒီယိုလေးတင်သွားမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်တာပေါ့နော်အဲ့ကြောင့်ခုမှကျွန်မ TikTok မှာပြန်ပေါ်လာခြင်းပဲဖြစ်ပါတယ်ရှင်ရှင်းချပြီးတော့ကျွန်မကအဲ့လိုပေါ့နော်ဒီလောကကိုဒါမို့ရှင်လူသားတွေတချို့တော့ပေါ့နော်စိတ်ခွန်အားတစုံတရာပဲဖြစ်ဖြစ်အကျိုးတစုံတရာပဲဖြစ်ဖြစ်တော့ဖြစ်သွားမဲ့ဗီဒီယိုလေးတွေကို share လုပ်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲ follow လုပ်ခဲ့ပါအောင်အမဆက်တွေ့ပါမယ် bye